နှစ်စဉ်နှစ်တိုင်းအဘိဓမ္မာပြုစုတဲ့ဖွဲ့တွေကလူကြိုက်အများဆုံးနဲ့ဩဇာတရားမှုရှိဆုံးစကားလုံးတစ်လုံး Word of the Year ကိုသတ်မှတ်လေ့ရှိကြပါတယ်။အဲ့ဒီစကားလုံးကအဲ့ဒီနေ့ရဲ့ရေးစည်းကြောင်းနဲ့လူမှုပတ်ဝန်းကျင်အခြေအနေကိုပြောပြလိုက်တယ်လို့ပါပဲ။ကမ္ဘာပေါ်မှာအဘိဓမ္မာမျိုးစုံရှိတဲ့အတွက်ရွေးချယ်တဲ့စကားလုံးချင်းကတော့မတူနိုင်ပါဘူး။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာက2025ခုနှစ်အတွက်တော့ဒီအဘိဓမ္မာတော်တော်များများကစကားလုံးတစ်လုံးနဲ့ကိုပဲသူကတညီတညွတ်တည်းရွေးချယ်ခဲ့ကြပါတယ်။အဲ့ဒီစကားလုံးကတော့ slop ဖြစ်ပါတယ်။သူ့ရဲ့မူရင်းအဓိပ္ပာယ်ကတော့အကျွင်းကြံဒါမှမဟုတ်ဖိတ်ရန်နေဆိုတဲ့အဓိပ္ပာယ်ပါ။ဒါပေမဲ့ AI ခေတ်မှာတော့ online ဘန်းစကားအနေနဲ့ဒီအနှစ်မပါတဲ့အရေးသွေးနှိအကြောင်းအရာတွေ content တွေချက်လက်တွေကိုသို့မဟုတ်အမိုက်တွေကိုဆိုလိုတဲ့စကားလုံးပါ content creator တယောက်အနေနဲ့ဒီစကားလုံးကိုကြားလိုက်ရတဲ့အခါမှာခန်းစားချက်တစ်ခုဖြစ်ပေါ်လာပါတယ်။ကျွန်တော်တို့ပြတ်တန်းနေရတဲ့ခေတ်ကြီးကိုဘာဖြစ်လို့ slop ဆိုတဲ့စကားလုံးကကိုစားပြုသွားရတာလဲ။တကယ်တော့ AI ဆိုတာကျွန်တော်တို့ရဲ့ဖန်တီးနိုင်စွမ်းတွေကိုပို့ပြီးတော့ပွင့်လန်းစေရမှာဒီစိတ်ကူးရင်သမျှတွေကိုတကယ်လက်တွေ့ဖြစ်လာအောင်ကူညီပေးရမှာမဟုတ်လား။ကိုယ့်ရဲ့အတွေးထဲမှာပေါ်လာတဲ့ဘလို့ idea မျိုးကိုမဆိုဖန်တီးနိုင်တဲ့စွမ်းအားကျွန်တော်တို့လက်ဖြားပေါ်မှာရှိနေရတော့မှဒီရင်သက်ရှုမောဖြစ်စေလောက်တဲ့စိတ်ကူးစိတ်သန်းတွေအမှုပညာလက်ရာတွေကိုအများကြီးမတွေ့ရသေးပါဘူး။ကျွန်တော်တို့အခုလက်ရှိရနေတာတွေကစီးစင်းနေတဲ့ algorithm တွေကအနှစ်မပါဒီမူရင်း idea မရှိအချိန်ပေးရကြုံမနဲ့တဲ့ slop တွေပဲဖြစ်ပါတယ်။ဆိုလိုတာကတော့ဤပညာတွေဘလောက်ပဲတိုးတက်ပြီးတော့ဘာမှမဆိုဖန်တီးလို့ရနေပါစေအောင်လက်ရှိ AI ကထွက်လာတဲ့အရာအများစုကတကယ်ခန်းစားချက်အစစ်မှန်ဒါမှမဟုတ်စိတ်ဝိညာဉ်မပါတဲ့အရေးသွေးနှိမ်ဖြော်ရည်အမိုက်တွေသာဖြစ်နေပါတယ်။လူသားဆိုတာကိရိယာတွေကိုအသုံးချတတ်တဲ့တတဝါပါ။အသုံးဝင်မဲ့ကိရိယာတစ်ခုကိုတွေ့ပြီဆိုတာနဲ့ချက်ချင်းကောက်ကင်တတ်ကြပါတယ်။ဒါပေမဲ့ကိရိယာအသစ်တစ်ခုကိုသုံးဆွဲလိုက်တိုင်းမှာရေတိုမှာတစ်ခုခုရလိုက်ပေမဲ့ရေရှည်မှာတော့တစ်ခုခုပြန်ပြီးတော့ဆုံးရှုံးရလိမ့်ရှိပါတယ်။အဲ့လိုဆုံးရှုံးသွားတဲ့အရာတွေကတော်တော်လေးတင်းတင်းမွမွဖြစ်လွန်းလို့ကျွန်တော်တို့သတိမထားမိတတ်ကြပါဘူး။သိတာဖို့အတွက်အချိန်ကြာကြီးပေးရတတ်ပါတယ်။ဒီချက်ကိုမြင်သာအောင်အတိတ်ကအရေးပါတဲ့တည်ထွင်မှုတချို့ကိုပြန်ကြည့်အောင်။ဥပမာစိုက်ပျိုးရေးခေတ်ကိုကြည့်ပါ။စိုက်ပျိုးရေးမတိုင်ခင်တော့လူသားတွေကဒီကဘာမြေနဲ့တသားတည်းရှိနေကြတာပါ။အပင်တွေတရိษံတွေတိုင်းဆိုရင်လည်းဒီအမြင့်မြတ်တဲ့စိတ်ဝိညာဉ်တွေရှိကြတယ်လို့ယုံကြည်ကြပါတယ်။ဒီကျွယ်ဝတဲ့ဂေဟစနစ်ကြီးထဲမှာအစိပ်ပိုင်းတစ်ခုအနေနဲ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့စိုက်ပျိုးရေးဆိုတာပေါ်လာတဲ့အခါမှာတော့ကျွဲနွားတွေကဒီထုံနှုံးဆွဲရတဲ့အခိုင်းစီတရိษံဖြစ်လာပါတယ်။တဘာဝတရားကလူသားတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးရမယ့်အရင်းမြစ်တစ်ခုလိုပဲဖြစ်သွားပါတယ်။ကဘာမြေနဲ့ရှိခဲ့တဲ့ဟန်ချက်ညီမှုနှောင်ကြိုးကိုဖျက်တောက်လိုက်ကြတဲ့သဘောမျိုးပါပဲ။ဒါပေမဲ့ဒီလိုပေးဆက်လိုက်ရတာအစိုးရတော့မဟုတ်ပါဘူး။အစားအစာပုံမှန်ရဖို့လုံခြုံမှုရှိဖို့နဲ့ရှင်သန်ချက်တည်နိုင်မှုအတွက်ပဲလေ။ဘယ်သူကညင်းလို့ရမှာလဲ။နောက်ထပ်ပြီးတော့စာရေးသားတည်ထွင်မှုကိုကြည့်ကြည့်ပါ။ဒီအကြောင်းကိုပလေတိုရဲ့ Phaedrus ကျမ်းထဲကဗေဒနာဗေဒဆိုင်ရာဒဏ္ဍာရီမှာအသေးစိတ်ရေးထားပါတယ်။အဲ့ဒီထဲမှာ Thoth လို့ခေါ်တဲ့ Egypt နတ်ဘုရားကဒီ Egypt ဘုရင်သားမှုစီကိုတည်ထွင်မှုတစ်ခုလာပြီးတော့ဆက်သားတဲ့အကြောင်းကိုSocrates ကပြောပြထားပါတယ်။အဲ့ဒီတည်ထွင်မှုကဘာလဲဆိုတော့စာရေးသားဖြစ်ပါတယ်။စာရေးသားဟာဒီမှတ်ဉာဏ်နဲ့ပညာအတွက်အထောက်အကူကောင်းတစ်ခုဖြစ်ပြီးတော့ဘုသူဒ္ဓတွေကိုမှတ်တမ်းတင်ထားနိုင်လို့ဒီ Egypt လူမျိုးတွေကိုပို့ပြီးတော့ပညာရှိလာစေလိမ့်မယ်လို့နတ်ဘုရား Thoth ကဆိုပါတယ်။ဒါပေမဲ့ဘုရင်သားမှုကတော့ဒီဟာကိုစန့်ကျင်ခဲ့ပါတယ်။ငြင်းဆန်ခဲ့ပါတယ်။ဒီစာရေးသားကြောင့်လူတွေဟာကိုယ်တိုင်တွေးခေါ်စဉ်းစားပြီးတော့အမှတ်ရမှုထက်ကိုဒီပြင်ပကစာသားသင်္ကေတတွေပေါ်မှာပဲမိခိုသွားလိမ့်မယ်။ကိုရင်းမညံတွေဆုံးရှုံးကုန်လိမ့်မယ်လို့ဆိုပါတယ်။တေချာစနစ်တကျသင်ယူတာမျိုးမရှိတော့ဘဲနဲ့အပေါ်ယံတွေပဲရွတ်ဖက်လာရတဲ့အတွက်အတွင်းမှာတော့ဒီအသိပညာတွေအဲ့လောက်ကြီးမရှိဘဲနဲ့အပြင်ပန်းမှာတော့ပညာရှိကြီးတွေလိုဟန်ဆောင်လာကြလိမ့်မယ်လို့သူကကြိုပြီးတော့ဘယင်ကဟောကင်းထုတ်ခဲ့ပါတယ်။အလို့ဆုံးပြောရရင်တော့ဤပညာသစ်တစ်ခုကိုလက်ခံလိုက်တိုင်းမှာကျွန်တော်တို့ဟာအစဉ်ပြေမှုတချို့ကိုရရှိခဲ့ပေမဲ့အပြန်အလှန်အနေနဲ့လူသားတွေရဲ့ပင်ကိုယ်စွမ်းရည်နဲ့ဒီတဘာဝတရားကြားကဆက်နွယ်မှုကိုမတိမတာပြန်ပြီးတော့ပေးဆက်လိုက်ရပါတယ်။စိုက်ပျိုးရေးနဲ့စာရေးသားတည်ထွင်မှုတွေကကြီးမားတဲ့အပြောင်းလဲတွေဖြစ်ခဲ့ပေမဲ့ချက်ချင်းကြီးဖြစ်ခဲ့တာမျိုးမဟုတ်ပါဘူး။မျိုးဆက်တွေများစွာကြာအောင်လို့တဖြည်းဖြည်းချင်းပြောင်းလဲခဲ့တာပါ။အခုတော့နှစ်ပေါင်း6000ကိုကျော်ဖြစ်ပြီးတဲ့နောက်မှာအပြောင်းလဲနှုန်းကအရင်နဲ့မတူဘဲနဲ့အရန်ကိုမြန်ဆန်လာခဲ့ပါတယ်။1900ပြည့်လွန်နှစ်တွေမှာလျှက်စစ်မီပေါ်လာတယ်။ဒီလိုတည်ထွင်မှုကိုဘယ်သူကငြင်းဆန်နိုင်မလဲ။လျှက်စစ်မီရဲ့ဂျိုးကျေးဇူးတွေအသီးပွင့်တွေကိုကျွန်တော်တို့လက်ရှိခံစားနေရတာလေ။ဒါပေမဲ့မြို့ကြီးတွေကိုလျှက်စစ်မီတွေနဲ့လင်းထိန်လိုက်ပြီးတဲ့နောက်မှာ
ကျွန်တော်တို့ကညကောင်းကင်ရံနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ရတာတော်တော်ကြာခဲ့ပါတယ်ငယ်တော့ဆိုရင်ကျောင်း3လပိတ်ရင်အဖိုးရှိတဲ့ရွာမှာသွားပြီးတော့နေရတယ်ညဘက်ဆိုရင်ခြံထဲမှာဒီဝါးနဲ့လှုပ်ထားတဲ့ပလက်ကလက်ထိုင်လေးကိုထိုင်ပြီးတော့ကောင်းကင်ကိုမော့ချရတာကိုအရင်သဘောကျအောင်ကျယ်ရီအများကြီးကိုကြီးကြီးလေးလေးပြည့်ပြတ်သားသားနဲ့မြင်ရတယ်တခါလေအရှိန်တစ်ခုနဲ့ရွေ့နေတဲ့ကျယ်လေးကိုလည်းမြင်ရတယ်အမှန်တော့အဲ့ဒါတွေကိုလိုက်ရှာနေရတာကိုပြောတာပကံများပြန်လားဆိုပြီးတော့အဖေကိုမေးတဲ့အခါမှာအဖေကဒါဂျိုရုတွေသွားနေတာလို့တော့ပြောတာပဲလူကြီးထူထက်တဲ့မြို့ပြလူများစုကကျေတာတွေကိုတကယ်မမြင်ဘူးကြတော့ပါဘူးကဘာမြေရဲ့လှက်ပတ်မှုအောက်ခါပြန်တွေကျွေချတဲ့ပုံစံနေအဖွဲ့စီရဲ့စက်ဝိုင်းနဲ့ဒီစက်ကြဝဠာကြီးတွေကကျွန်တော်တို့ရဲ့တီနေရာကိုမေ့လျော့ကုန်ကြပါပြီတစ်ချိန်ကကျွန်တော်တို့ကမြေပြင်နေသားကိုကြည့်ပြီးတော့ကိုယ့်လမ်းကိုရှာနိုင်ကြပါတယ်အခုတော့ GPS ကစ်မှာတော့ကိုယ့်အိမ်နဲ့မိုင်းနေပဲဝေးတဲ့နေရာကိုတော့မှဒီအခါ20လောက်သွားဖို့ပဲမမှတ်မိတတ်တော့ပါဘူးတခြားလည်းဒီလိုပြောင်းလဲမှုစရင်းတွေကပြောလို့ကုန်မှာမဟုတ်ပါဘူးဤပညာကနေတခုခုရတိုင်းမှာတခုခုပြန်ပြီးတော့ဆုံးရှုံးရစမြဲပါပဲပြီးတော့ဆုံးရှုံးသွားတာကိုအချိန်တော်တော်ကြာမှသတိပြုမိတတ်ကြပါတယ်အခုဆိုရင်ကျွန်တော်တို့ AI ခေတ်စီကိုတေချာပေါက်ခေါ်ဆောင်လာခဲ့ပါပြီနောက်ထပ်10စုနှစ်တခုအတွင်းမှာ AI ဟာအပြောင်းလဲအကြီးမားဆုံးမောင်းနေရဖြစ်လာမယ်ဆိုတာပြီးတော့ဒါလူသားတွေရဲ့နောက်ဆုံးတည်ထွင်မှုဖြစ်သွားနိုင်မလားဆိုပြီးတော့ကျွန်တော်တို့အားလုံးခံစားမိကြပါလိမ့်မယ်သူ့မှာအကန့်အသတ်မဲ့တဲ့စွမ်းဆောင်ရည်တွေရှိနေတဲ့ကိရိယာတစ်ခုဆိုတော့ရင်းစရာမရှိပါဘူးဒါပေမဲ့ AI ကိုနေ့စဉ်ဘဝနဲ့သွတ်သွင်းလိုက်တဲ့အခါမှာကျွန်တော်တို့ဘာတွေဆုံးရှုံးနေရလဲကျွန်တော်တို့ကိုယ်စား AI ကိုဆုံးဖြတ်ချက်ချခိုင်းဒီအတွေးခေါ်ခိုင်းတွေလုပ်ခိုင်းအမှုပညာတွေဖန်တီးခိုင်းလိုက်ခြင်းအပြင်ဘာတွေဆုံးရှုံးသွားနိုင်မလဲလူအများစုအတွက်တော့ရှင်သန်ရခြင်းအကြောင်းရင်းကိုပျောက်ဆုံးသွားစေနိုင်ပါတယ် AI ကလူသားအလုံးနေရာမှာအစားထိုးဝင်ရောက်လာလိမ့်မယ်ဆိုတဲ့စိုးရိမ်စိတ်တွေကကြီးထွားလာနေပါတယ်လူသားတွေထက်ပိုမြန်ပိုသက်သာအောင် AI ကအားလုံးကိုလုပ်ပြနိုင်နေတဲ့အခါမလွဲမရှောင်သာထွက်လာမယ့်မေးခွန်းကတော့လူတွေအနေနဲ့ဘာဆက်လုပ်ကြမလဲဆိုတာပါပဲကျွန်တော်တို့ကဘာအတွက်အသုံးဝင်တော့မှာလဲဘာရွေချက်နဲ့ရှင်းသန်မှာလဲအားလုံးကိုလုပ်ပေးမဲ့သူရှိနေမှာတော့ဘာလို့အိယာနဲ့ထနေရအောင်မှာဒီကျွမ်းကျင်မှုကတန်ဖိုးမရှိတော့ဘူးဆိုရင်ဘာလို့အားစိုက်ပြီးတော့သင်ယူနေရအောင်မှာလဲဒီသဘောတရားကိုအနှစ်ချုပ်ကြည့်မယ်ဆိုရင်ဤပညာရဲ့အစဉ်ပြေမှုနောက်ကိုပဲကျွန်တော်မျက်စိမိတ်လိုက်ရင်းနဲ့နောက်ဆုံးမှာလူသားတယောက်ရဲ့တွေးခေါ်မှုဖန်တီးမှုနဲ့တည်ရှိမှုအနှစ်သာရတွေကို AIC ပုံအပ်လိုက်တယ်လို့ဖြစ်နေပါတယ်တကယ်တော့ slop ဆိုတဲ့စကားလုံးကနှစ်တစ်နှစ်ရဲ့ရေပန်းစားသောစကားလုံးဖြစ်လာတာကကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကိုပြန်ပြီးတော့ရစေပါတယ် AI မလုပ်နိုင်မင်းနဲ့လူသားတွေပဲလုပ်နိုင်တဲ့အခြေခံကျတဲ့အရာတစ်ခုရှိနေသေးတယ်ဆိုတာကိုပြသနေရပါစက်မှုခေတ်တော်လှန်ရေးခေတ်တုန်းကကျွန်တော်တို့ကစက်ယုံတွေရုံငန်းတွေတွေကဒီမိချောင်းတွေအောက်မှာထပ်တလဲလဲလုပ်နေရတဲ့အလုပ်တွေကိုဒီစက်ယုံတွေလိုမျိုးလုပ်ခဲ့ကြရပါတယ်စင်းစရာတစ်ခုကဂိမ်းကနန်းတွေကိုနောက်တစ်ခုတည်းကူးထည့်တာကိုပဲတော့အရေးကြီးတဲ့လုပ်လိုမျိုးလုပ်ခဲ့ရတယ်ပေါ့နော်အခု AI ပေါ်လာတော့ဒီလိုထပ်တလဲလဲလုပ်ရတဲ့အလုပ်တွေကိုလူသားတွေထက်ပိုမြန်ပိုသက်သာအောင်လို့သူကလုပ်နိုင်သွားပါပြီဒါဟာ AI ကကျွန်တော်တို့လူသားတွေကိုအလုပ်ကျန်းတွေလုပ်နေရတဲ့စက်ရုပ်တွေဘဝကနေကယ်တင်လိုက်တာဖြစ်ပါတယ်။ YouTube channel တစ်ခုကဘာပြောလဲဆိုရင်2030လောက်ရောက်တဲ့အခါမှာဒီအမှုပညာပြန်လည်စမ်းသပ်ခြင်းခေတ် Renaissance ခေတ်ပြန်ဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုတော့ AI line တွေကြီးမားလာတဲ့အခါမှာ AI မဟုတ်တဲ့အတူရောင်မဟုတ်တဲ့လူသားဆန်မှုစစ်မှန်မှုကဒီအမြင့်ဆုံးစိန်ခံကုန်ပစ္စည်း good ပြန်ဖြစ်လာမှာမလို့ပါပဲ။ကျွန်တော်တို့အများစုက AI ကအစားထိုးသွားမှာကိုစိုးရိမ်နေကြပေမဲ့မကြခင်မှာပဲ AI ဟာညှင်းငွေ့စရာကောင်းတဲ့အလုပ်ကျန်းတွေကိုပဲအစားထိုးနိုင်တာပါလားဆိုတဲ့အတိအမြင်ကိုကျွန်တော်ရောက်လာကြပါလိမ့်မယ်ကျွန်တော်တို့စီမှာစိတ်ဝိညာဉ်နဲ့စစ်မှန်တဲ့ဝေဖန်ပိုင်းခြားတွေးခေါ်မှုလိုအပ်တဲ့အလုပ်တွေပဲကြံရစ်ခဲ့ပါလိမ့်မယ်ဒါကအရေးအတွက်ကိုအလေးထားတဲ့စီးပွားရေးစနစ်ကနေအရေးအသွေးကိုအလေးထားတဲ့စီးပွားရေးစနစ်ကိုကူးပြောင်းသွားတာဖြစ်ပြီးတော့စက်ပစ္စည်းတွေမလုံနိုင်တဲ့အရာကိုပဲအာယုံစိုက်လာကြမဲ့အပြောင်းလဲဖြစ်လာမှာပါဆိုလိုတာကတော့ AI ရဲ့လွှမ်းမိုးမှုကလူသားတွေကိုအလုံးလက်မဲ့ဖြစ်စေမှာတဲ့တစ်ဖက်ကနေပြန်တွေးကြည့်မယ်ဆိုရင်ဒီငင်းငွေ့စရာကောင်းတဲ့အလုပ်တွေကနေလွတ်မြောက်စေပြီးတော့လူသားရဲ့စစ်မှန်တဲ့ဖန်တီးနိုင်စွမ်းတွေကိုပြန်ပြီးတော့ဖန်တီးနိုင်ဖို့ပြန်တွေးတောဆင်ခြင်နိုင်ဖို့ပေါ့နော်အခွင့်အရေးတစ်ခုရလာတာလည်းဖြစ်နိုင်ပါတယ် AI ဟာအဓိပ္ပာယ်ရှိတဲ့အရာတစ်ခုခုကိုဘယ်လိုထုတ်လုပ်ရမလဲဆိုတာမသိပါဘူးအဓိပ္ပာယ်ဆိုတဲ့အရာစက်ရုံထုတ်လို့မျိုးထုတ်လုပ်လို့ရတဲ့အရာမဟုတ်ပါဘူးအဓိပ္ပာယ်ဆိုတာကဒီရုံးကန်အားမှုတွေအထူးသဖြင့်အမြင့်မြတ်တဲ့အရာတစ်ခုကိုလိုက်စားတဲ့နေရာမှာတွေးရှိရတာဖြစ်ပါတယ်ကျွန်တော်တို့ဟာရီမန်းချက်စီရောက်ဖို့ပို့ပြီးတော့ရုံးကန်ရလေလေအဲ့ဒီခီးစဉ်ကပို့ပြီးအဓိပ္ပာယ်ရှိလေလေပါပဲ AI ကအခက်ခဲတဲ့အလုပ်ဆိုတာဘာလဲမသိပါဘူး
ဘာလို့လဲဆိုတော့သူကရုန်းကန်မှုဆိုတော့မသိလို့ပါသူကခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းဘယ်တော့မှလုံးပန်းနေမှာမဟုတ်ပါဘူးမှားသွားလို့ရှက်ရတဲ့ခံစားချက်ဒါမှမဟုတ်အချိန်တရားမကရှုံးပြီးတော့မှနောက်ဆုံးအောင်မြင်သွားတဲ့အခါရလာတဲ့ပီတိဒါတွေကိုသူမသိပါဘူးရုန်းကန်ရမှုမသက်မသာဖြစ်မှုစွန့်စားရမှုနဲ့အခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ခြင်းကကျွန်တော်တို့ကိုတကယ်ရှင်းသန်နေတယ်လို့ခံစားရစေတဲ့ဒီကစိတ်ပိုင်းဖြစ်ပါတယ်။အနုပညာဖန်တီးမှုပိုင်းမှာတော့ AI ဟာသူ့ဘာသာသူပြန်ဝါမျိုးသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။သူ့အတွက်လေးလာတင်ယူစရာမူရင်းချက်လက်တွေမကြံတော့ဘဲနဲ့ဒီထွက်ပြေးသားအရာတွေကိုပဲတက်တလဲလဲပြန်လှည့်ထုတ်နေရတော့မှာပါ။လူသားတွေဟာလူသားဆန်မှုနဲ့အနှစ်သာရကိုပြန်လဲရှာဖွေတွေ့ရှိမဲ့ Renaissance kit တစ်ခုကိုမဝေးတဲ့အနာဂတ်မှာမြင်အောင်နေမိပါတယ်။ကျွန်တော်တို့ဟာအပြစ်နာစာမရှိအောင်ဖန်တီးထားတဲ့ AI hologram တွေကိုညီးငွေလာကြပါလိမ့်မယ်။ကျွန်တော်တို့လိုချင်တာကစစ်မှန်ပြီးအပြစ်နာစာလေးတွေရှိတဲ့မမျော်လင့်ထားတဲ့အရာမျိုးပါ။အတူရောင်မဟုတ်တဲ့လူသားဆန်မှုကအမြင့်ဆုံးဇင်ခံကုန်ပစ္စည်းဖြစ်လာပါလိမ့်မယ်။လက်သမားတွေကကလထိုင်တစ်လုံးကိုကိုယ်တိုင်တည်တည်ချာထူးစစ်ရတာကိုဂုဏ်ယူလာကြလိမ့်မယ်။မလှရင်နေပါစေ။စီးပွားရေးလုပ်ငန်းတွေဟာသူတို့ထုတ်ကုန်တွေမှာ handmade တွေထည့်သွင်းလာနေတယ်။လူတွေရှိမှစကားပြောတဲ့သူတွေကသူတို့ရဲ့ရုပ်တရက်ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုထည့်ပြီးတော့ထုတ်ဖော်ပြောလာကြလိမ့်မယ်။ပြီးတော့သူတို့စကားပြောရင်းနဲ့ထင်ငေါ့ဖြစ်သွားတာလေးတွေကိုတော့မှကျွန်တော်တို့ကသဘောကျနေကြလိမ့်မယ်။ဂီတာကြိုးပေါ်မှာလက်ချောင်းလေးတွေပုတ်ဆွဲလိုက်လို့ထွက်လာတဲ့တကြည်ကြည်နဲ့အတန်လေးကိုဩဘာပေးကြလိမ့်မယ်။စားသုံးဆိုင်မှာလူသားစပွဲထိုးကမှားတာကိုမှားယူလာခဲ့ရင်တော့မှစားသုံးသူတွေကရေမောပြီးတော့ခွင့်လွှတ်ပေးကြလိမ့်မယ်။ခေတ်တိုင်းမှာအတိတ်ဘက်ကိုဂီယိုမဆိုင်ပဲနဲ့ဒီ ready made ထုတ်ကုန်တွေကိုပဲလိုချင်တဲ့သူတွေကရှိမှာပါပဲသူတို့ကနှလုံးသားကိုထိခိုက်မဲ့အမှုပညာမျိုးမလိုချင်ဖြောပြမှုကိုပဲလိုချင် AI slot တွေကလူတွေရဲ့အာရုံစိုက်မှုကိုဖန်ဆားဖို့ပို့ပြီးတော့ဒေါ်လာလိမ့်မယ်ကျွန်တော်တို့ရဲ့အာရုံ၅ပါးကိုကျဉ်းနဲ့အောင်ပို့ပြီးတော့လုံနိုင်လာလိမ့်မယ်ဒါပေမဲ့အားတက်စရာလူငယ်အများစုကသူတို့စီကိုအတင်းအဓမ္မထိုးကျွေးနေတဲ့ဒီအုံနောက်ပြက်စီးစေမယ့်အရာတွေကိုသတိပြုမိလာတယ် brain rot ဖြစ်စေတဲ့အရာတွေပေါ့စစ်မှန်တဲ့အတွေ့အကြုံတွေကိုခိုးယူနေတဲ့ AI slot တွေနဲ့ algorithm တွေကိုညှင်းပယ်ပြီးတော့သူတို့ဘဝကိုသူတို့ပြန်ပြီးတော့ထိန်းချုပ်လာနိုင်တာကိုတွေ့ရတယ်။သူတို့ကစာအုပ်အစစ်တွေကိုဖတ်ဖို့အပြင်ထွက်ဖို့ဒီလူချင်းချင်းမျက်နှာချင်းဆိုင်ပြီးတော့စကားတွေပြောကြဖို့ဂတိကူတွေပြုနေကြပါပြီ။သူတို့ကခေတ်သစ်လူအဖွဲ့အစည်းမှာပျောက်ဆုံးသွားတဲ့အရာဖြစ်တဲ့စိတ်ဝိညာဉ်ကိုပြန်လည်ဆက်သွယ်ဖို့ကြိုးစားနေကြတာပါ။ဒီသဘောတရားကိုအနှစ်ချုပ်ကြည့်မယ်ဆိုရင် AI ရဲ့အတူရောင်ကဘာကြီးကိုညီးငွေလာတဲ့လူသားတွေဟာနောက်ဆုံးမှာတော့အပြစ်နာစာရှိပေမဲ့စစ်မှန်တဲ့လူသားဆန်မှုနဲ့နှက်ဆိုင်တဲ့ဘဝအတွေ့အကြုံတွေစီကိုပဲတန်ဖိုးထားပြီးတော့ပြန်လှည့်လာကြမှာဖြစ်ပါတယ်။ကဲသင်ဆိုရင်အနာဂတ်မှာအပြစ်နာစာမရှိပဲပြီးပြည့်စုံနေပေမဲ့စိတ်ဝိညာဉ်မပါတဲ့ AI ရဲ့ဖန်တီးမှုတွေနဲ့ပဲအားရကျေနပ်ပြီးတော့အဆင်ပြေပြေနေထိုင်သွားမလား။ဒါမှမဟုတ်အမှားယွင်းနေအပြစ်နာစာတွေရှိနေပါစေ။ဒီလူသားတွေရဲ့စစ်မှန်တဲ့ရုန်းကန်မှုနဲ့ခံစားချက်တွေဂိမ်းအောင်နေတဲ့ဖန်တီးမှုတွေကိုပဲရွေးချယ်ပြီးတော့တန်ဖိုးထားသွားမှာဒါမှမဟုတ်အဲ့ဒီနှစ်ခုလုံးကို AI နဲ့အစစ်မှန်ဖန်တီးမှုတွေကိုသူ့နေရာနဲ့သူရွေးချယ်သွားမှာဘာကိုရွေးချယ်ခြင်းလဲဘာကြောင့်လဲဆိုတာကို comment မှာမျှဝေပေးသွားပါဦးကျေးဇူးအများကြီးတင်ပါတယ်